အဆူမြခဏအော်အေးညောင်တန်စင်ကမေးနေသေးတယ်သတိရလို့တဲ့ မနေ့ကပဲတွေ့သေးတယ်လေ မဟုတ်ဘူးဟိုဘာပြောစရာရှိလဲမသိဘူးအဆူမြကိုတွေ့ရင်အိမ်ကိုခေါ်ခဲ့သမ်းပါတဲ့ ဩပြီးတော့လေအဲ့ဆိုရမယ်လေ အေးလာအေးတော့အိမ်တော့မယ် အိမ်မှာအရန်နေသတိရနေတာ तू อ่ะ သူကကဲတာဟုတ်တယ်ခေါ်ခိုင်းတာအင်းကိုရေမိမ ဘာလဲ ဟေးကျန်တာအဲ့ဒီမှာဘယ်သူပါလာလဲလာကြည့်အောင် ဒီမှာတော့ကိုကြည့်လို့ အဲ့လေ ဟုတ်တယ် အလားမနေတေးချင်တယ်ခေါ်လာ ညို့တွေ့နေတယ်လို့ငါလည်းမပြောမိတော့ဟမ်ဒီနော်အောက်တယောက်ပြောတယ်မနေ့ယောက်ပြောလို့လေငါလည်း အဲ့လေကိုတကယ်ချင်းအေးစေးတွေ့ရအောင်ဆိုပြီးတော့အဲ့လိုခေါ်ရပြီးတော့ဟာပြောရအေးစေးပြောရ တော့ပါလေအမေကလည်းဟုတ်ပါဘူးအဲ့နေကဟာနင်တို့ကလပ်ကိုသွားတော့ငါမလိုက်ရစိတ်မကောင်းဖြစ်နေတာဟာအဲ့နေကဆိုငါမစိတ်မကောင်းဖြစ်လို့အားကြီးလို့လေစိတ်တေတိုးတာရမ်းဖြစ်နေတာ ဟုတ်တယ်သူတအားသိတယ်တို့နေတာ ဒီနေ့ချင်းပြီးတော့လေပြောပြအောင်မယ်အဲ့နေကလေငါတို့စားတာဘာမှမဟုတ်ဘူးပြီလားဘာမှမဟုတ်တာလေဟဲ့6500တော့ရှင်းလိုက်ရတယ်ဟုတ်လားအဲ့ငါပေါ်စိတ်လိုတာဗောအဲ့6500ငါရှင်းလိုက်ရလို့လေငါမလေးစိတ်တေတိုးတာရမ်းဖြစ်နေတာပဲ ဟုတ်တယ်သူတအားသိတယ်တို့နေတာပြန်လာတော့လေ ညလို့အဲ့ဒါလေးပြောဖို့ငါ့ကိုခေါ်လိုက်တာဗောအော်အဲ့လိုလည်းမဟုတ်ပါဘူးဟာငါအလုံးမအားဘူးအော်ချိန်ထားတာလေးရှိလို့သွားမလို့အချိန်လေးနည်းနည်းရတာနဲ့ကိုစိုးလက်တွေ့ရတာနဲ့လေနင်ကတွေ့ကျင်တယ်ဆိုလို့ငါလိုက်လာတာအော်တကယ်ကြီးလောကိစ္စရှိရင်သွားလေငါ့အားမချိန်တာအေးပါနင်ကပြောတယ် ငါအေးစေးပြောကြပါလား အော်သူများလောကိစ္စအရေးကြီးနေအောင် အေးပြအဲ့ ဟုတ်တယ်တကယ်ကြီးငါ့အားမနာလေပြီလားလောကိစ္စအရေးကြီးရင်သွားအေးပါငါတို့ကတော့သူကပြောတော့ငါလည်းလိုက်လာတာဗာနင်းလေအေးပါငါတို့နောက်ဆုံးလို့ရတယ်အေးအဲ့ဆိုဟိုကောင်မတွေလည်းပြောလိုက်အောင်အမအေးစီတရက်လောက်ဆုံးပြောထားလားအခုလည်းဆင်းရသိညာတော့ငါတော့အေးတော့တကယ်ကြီးသွားနေသွားမှာငါလည်းလှုပ်เสียရှိတာတွေလှုပ်ရအောင်မယ်တကယ်ကြီးအေးလှုပ်ဟေးဒါပဲအေးပါတက်တက်လည်းမကြီးဆိုင်တော့နော်အေး နောက်တော့မှအေးစေးတွေးကြဖို့တငယ်ချင်းနေပြောပါဘာလို့အေးစစ်တွေ့ချင်တာဘာလို့အိမ်မတက်လာလဲဘာလို့အိမ်မပြန်တက်လာလဲ ဝီနေလာမရှိဘူး ဘယ်တမီးရှိမှာအဲ့တမီးလည်းမစားနဲ့ပြေအိမ်မပြန်တက်ချင်တာမြတ်ကျန်တမတငယ်ချင်းတွေကိုအတောင်းပြပြီးခေါ်လာတယ်အိမ်မောကိုခေါ်လာပြီးတော့အိမ်မောကိုပြန်တက်လာတယ်ရှင်းအောင်အိမ်မောလက်တိုင်းခိုင်းလို့လေ ဟိုအပြင်မှာငါလည်းစင်းမာတာ5ရက်ဆိုတော့ဟာဟိုနေရထိုင်ရတာအစင်မပြေအားနဲ့တက်လာဒါလည်းဟိုဘယ်လိုပြောမလဲဆိုတော့ကိုမမကြောင့်ကိုသိနေခဏလေးစိတ်ပြေသွားတယ်ဆိုတာလေ မဲဘာလို့စိတ်ပြေမှာလဲခဏလေးလက်စိတ်မပြေဘူးအကြိုက်လက်စိတ်မပြေဘူးရှင်းအောင်အိမ်မောပြန်တက်ခိုင်းလို့လေ ဒီမှာမတက်ဘူးခုံပေါ်မှာပဲထိုင်နေတယ်တော့ဒီမှာလည်းမသွားဘူးလေသမင်းလေးရှိနေနေတော့ဖိုက်စားနေလို့ တမီးလည်းမရှိဘူးဟဲမရှိဘူးဘာမှမရှိဘူး ပြပါရှိတယ်ဒီဆက်စားလိုက်ဖြစ်ပါဘူးကွာမင်းကအခုကမင်းမနဲ့စကားများနေလို့ကမင်းကပြောနေတာမင်းစိုက်ကိုင်းလို့မဖြစ်ဘူးဒီလိုမင်းမနဲ့မင်းကန်စင်ပြီးတော့အိမ်ပေါ်တက်တော့လို့ရှိရင်ဒီစိုက်ကိုင်းနဲ့ငါတိုင်ပတ်အောင် ဟုတ်ပါဘူးအခုကလည်းအိမ်မောဆင်းလာတာတစ်ဖက်ရှိပြီခမည်းနင်းနေတဲ့ဥစ္စာနဲ့ကျုပ်ကစားနေရတော့ခမည်းအားနာတာအဲကြောင့်မလို့ကိုကျော်ကိုကြီးခဲခဲဟွာဖြစ်တယ်ဆိုတော့ကျွန်တော်အဲ့လိုပေါ့အုံနာလေးပေါ့ဗျာငားပြီးတော့နင်းနေတဲ့ခါကျတော့ကျွန်တော်ဟာစရိတ်လေးကျွန်တော်စားတဲ့ခါကျတော့ကိုကျော်ကိုလည်းကျွန်တော်ကြွေးစရာမလိုတော့ဘူးပေါ့အိမ်မောပြန်တက်ဖို့ကလည်းဟိုကတိတ်အစင်မပြေသေးဘူးဗျာ तू ကစိတ်ပြေမှာမဟုတ်သေးဘူး ကိုလီကိုမရပဲကွာလူပဲချော့မော့ပြီးပြန်တက်ပေါ့ မသိပါဘူးကိုကျော်ကွာအိမ်မောတက်တယ်ဆိုတာအကြောင်းတရားလေးရှိအခုလည်းအိမ်မောပြန်တက်ဖို့ကိစ္စကိုဘလို့အကြောင်းတရားပြပြီးတော့တက်ရမလဲအဲ့ဒါကိုပဲစဉ်းစားနေတာ မင်းကတက်ဖို့အဆင်ပြေဖြစ်နေ ဟုတ်တယ် အဲ့ငါသွားလိုက်ရမယ် သွားမရိုင်းလိုက်လားမရိုင်းနဲ့ မင်းစားတာမပြရလဲ ပြရလေလာပြီးတော့အာယုံလာနောက်နေဒီမှာဘလို့ပြန်တက်ရမလဲစဉ်းစားနေပါတယ်သူ ဩဒီလိုပဲချော့မော့ပြီးပြန်တက်ပေါ့ကွာကိုမရပဲဟာကြီး မရဘူး နေနဲ့မရရှာနဲ့သွားပဲဟာကြီးမင်းရလေ မရပါဘူးဗျာ ဟုတ်ကဲ့မင်းမလား ဟိုတော့ ပြမင်းကဒီမှာဘာလုပ် ဘာမလို့ဘူးအိမ်မှာနေရတာပြင်းလို့ဆိုပြီးအဲ့ဒါမှကိုကျော်ကိုစိုက်ကားကိတ်လာတိုင်းနေတာပြင်းလို့လက်ပိတ်ဆိုင်လည်းမထိုင်ချင်လို့ပြင်းလို့ဒါအော်မနေ့ကတော့မှရောက်ပါမင်းညီမပြောနေသေးတယ်မင်းကိုအိမ်မက်လို့တဲ့သူ့အကိုတွေ့ရင်အိမ်ကိုခေါ်ခဲ့ပါဦးလို့ငါ့ကိုပြောနေသေးတယ် ဟုတ်တယ်အိမ်မက်လို့တဲ့ တော့ဘာလုပ်ဖို့လဲ ဩအိမ်မက်လို့ပါဆိုအိမ်မက်ကြောင်ပြောချင်လို့နေမှာဗော အိမ်မကြောင်းပြောဖို့ အဲ့ဒါဆိုအိမ်လိုက်ခဲ့လိုက်ပါလားတော်ကြနေပါအိမ်မက်ဒီမှမသိအိမ်လိုက်ခဲ့ကိုကျော်အိမ်လိုက်သွားလိုက်ဦးမယ်သွားလိုက်ဦးမရောက်ပါဦးလိုက်ပို့ချင်လို့ဟာလာရောက်ပါ ရှင်ညီမလေးအိမ်မ
မပါဘူးကိုကြီးကိုရဘယ်လိုပြောရလဲ သူကပြောရမှာလေနင်းလင်ကပြောတာ ဟုတ်တယ်လေရောက်ပါအေးရောက်ဖို့ညီမအဲ့လိုပဲညအိမ်မက်ပါတော့အဲ့လိုပဲမနဲ့ကြရင်မမချင်းဆိုရင်ငါ့ကိုပြောနေကြလေအခု तू မေ့သွားလို့နေမှာဒီမှာညအိမ်မက်တယ်လို့တော့မနဲ့ကလေယောက်ျားပြောသေးတယ်နူးနူးချင်းလေ ဘာမှမလုပ်ဘူး ဟိုမတ်ပါတယ်ရောက်ပါဦးမတ်တာတဲ့ မင်းပြောတော့ဗာလေအိမ်မက်ကမကောင်းဘူးဆို အေးမကောင်းဘူးဆိုလားကောင်းတယ်ဆိုလားအဲ့ဒါလည်းမမှတ်မိတော့ तू ကလည်းကိုယ့်အဲ့လိုပေါ့ဟိုပြောတာအိမ်မက်ဆိုလဲမတိမကြဖြစ်နေတဲ့ခါကျတော့ကိုလည်းတိတ်မမှတ်မိတော့တော့တာအဲ့လို ဘယ်တော့မှလည်းမမက်ဘူးဘယ်တော့မှလည်းမပြောဘူး ဗာလေမင်းယောက်ျားအိမ်မောပြန်တက်ချင်လို့ငါ့ကိုညာခေါ်လာတာမှတ်လား ဒါပဲနေမှာပေါ့ကိုကြီးရဲ့ အဲ့လိုလည်းမဟုတ်ပါဘူးရောက်ပါရဲ့ကိုအိမ်မော်ပဲကိုမိမအစင်ပြေတဲ့ဟာကိုဘယ်ချိန်ပြန်တက်ရနေတာရောက်ပါဦးအဲ့လိုခုတုံးမလုပ်ပါဘူး ရတော့ဗာဒီเจ้าငါသိတယ်နော်မင်းတို့ကရှုပ်ရှက်ခတ်နာပဲငါ့ကိုညာခေါ်လာတာမှတ်လား မဟုတ်ပါဘူး တော့ဗာငါသိတယ်အလုပ်တွေပါပြတ်တယ်မင်းတို့ချင်းအစင်ပြေပြီးရော ဟာ ငါသွားမယ်တာရောက်ပါနောင်တွေ့မယ် ဘယ်တော့အိမ်မမက်တယ်ပြောလို့လဲဘယ်တော့မှလည်းမမက်ဘူးအဲ့လိုပဲအိမ်ပေါ်ပြန်တက်ချင်တိုင်းတယောက်ကိုခေါ်ပြီးအမြဲတမ်းအိမ်ပေါ်တက်လာတယ်အခုပြန်စင် ဒီကောက်စင်တာလည်းကြာပြီဆိုတော့တတိရတော့ဘောကိုဝင်ပါ ဘာမှတတိယနဲ့တောင်မရှိရှင်းပြနေရှင်းစင်လာတော့အခုစင်ဟိုစင် တတိရလို့ ဟိုတော့လည်းအရှင်ဘလို့ဖြစ်နေရလဲ